ကျန်တော်ခရိယန်ဘာသာတယောက်ပါဆရာဗုဒ္ဓဘာသာကိုလည်းလေ့လာနေပါတယ်ဆရာနောင်ပွင့်မဲ့ဖယားကလူကဖယားဖြစ်သွားသလားဒါမှမဟုတ်ဖယားကတသက်မွေးဖွားလာသလားဗျာနားမလည်လို့ပါဆရာတဲ့လူကနေဖယားဖြစ်မှာပါဖယားအဖြစ်နဲ့မွေးဖွားလာမှာမဟုတ်ပါဘူးနော်လူကနေဖယားဖြစ်တယ်ဆိုလို့အကြောင်းမဲ့ဖြစ်တာတော့မဟုတ်ပါဘူးဖယားဖြစ်စေနိုင်တဲ့ပါရမီအကြောင်းအထောက်အပံ့တွေလှုပ်ထားလို့ဖယားဖြစ်တာပါပါရမီအကြောင်းအထောက်အပံ့တွေကဘာတွေလဲဆိုရင်ဒါနပါရမီပေးကမ်းလှူဒန်းခြင်းသီလပါရမီသီလစောင့်တည်ခြင်းနိခမပါရမီယသိယဟန်ပြုခြင်းပညာပါရမီပညာကိုစီးပူးလေ့လာခြင်းဝရိယပါရမီမတွန့်မဆုတ်ဇွဲလုံးလားဖြင့်ကြိုးစားအားထုတ်ခြင်းခန္တီပါရမီတီးခံခြင်းသစ္စာပါရမီမှန်သောစကားကိုပြောဆိုခြင်းမေတ္တာပါရမီတတ္တဝါတို့အပေါ်၌မိမိနှင့်မခြားတနာချစ်ခင်ခြင်းအဋိဌာဏပါရမီအပြည့်ကင်းသောအလုံး၌စိတ်ဖြင့်ကြံစီ၍ကြံစီသည့်အတိုင်းလုပ်ကံခြင်းဥပိ္ပခာပါရမီလိလျူရှုခြင်းဆိုတဲ့ပါရမီ10ပါးဒါနပရိစ္ဆာကစည်းစိမ်ဥစ္စာကိုဆွန့်လွတ်လှူဒန်းခြင်းပုဒ္ဒပရိစ္ဆာကသာသမီကိုဆွန့်လွတ်လှူဒန်းခြင်းပရိယပရိစ္ဆာကဇနီးမယားကိုဆွန့်လွတ်လှူဒန်းခြင်းအင်္ဂါပရိစ္ဆာကကိုယ်လက်အင်္ဂါတို့ကိုဖျက်တောက်လှူဒန်းခြင်းဇီဝိတပရိစ္ဆာကအသက်ကိုဆွန့်လွတ်လှူဒန်းခြင်းဆိုတဲ့စွန့်ကြည်ခြင်း၅ပါးလောကထစရိယလောကသားတို့အတွက်ကျင့်ခြင်းညာတထစရိယဆွေမျိုးတို့အတွက်ကျင့်ခြင်းဗုဒ္ဓထစရိယဖျားဖြစ်ဖို့အတွက်ကျင့်ခြင်းဆိုတဲ့စရိယ၃ပါးဤပါရမီ10ပါးစွန့်ကြည်ခြင်း၅ပါးစရိယ၃ပါးတို့ကိုဖြည့်ကျင့်ရပါတယ်ဖြည့်ကျင့်တယ်ဆိုတဲ့နေရာမှာလည်းပဲတပားနဲ့တပားမတူပါဘူးနော်ဝရိယအဓိကဖျားက16သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်တရားအဓိကဖျားက8သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်ပညာအဓိကဖျားက4သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ရပါတယ်အခုဦးဇင်းတို့ကိုးကွယ်နေတဲ့ဂေါရမမြတ်စွာဘုရားဟာ4သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်တဲ့ဘုရားဖြစ်ပါတယ်။နောင်ပွင့်မဲ့အရိမတယဘုရားကတော့16သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ထားတဲ့ဝရိယအဓိကဘုရားဖြစ်ပါတယ်။အဲဒီလို16သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လူသားအဖြစ်နဲ့မွေးဖွားလာပြီးဘုရားဖြစ်အောင်ကျင့်ကြံအားထုတ်၍ဘုရားဖြစ်မှာဖြစ်ပါတယ်နော်။